အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကထုဆာတိုင် SKB ဖြစ်ပါတယ်ဒီနေ့မလေးရှားမှာစေယုံမှာတနိတာလို့မလို့ဖြစ်တရရလဲဆိုတော့လေးတို့လေးရိုက်ပြမှာဖြစ်ပါတယ်အားလုံးဆိုဒီပေးကြပါစင်နိုင်မှာထိုင်မှာမျက်နှာတေးတော့တိုက်တယ်ဒီချုပ်တယ်ဒီအလားလေးပြပါတယ်ကောင်းလေးစီရပါတယ်ပြီးဟိုစားတွေလှည့်လိုက်တယ်ဟိုစားလှည့်ပြီးဆိုရင်အလုပ်တော့ဖို့ပြစ်လိုက်ပါတယ်ဒီစီပြီးစအခုတော့အလုပ်တော့ဖို့အောက်ဆင်းနေပါပြီအလုပ်ထရောက်ပြီးဆုံးဖြစ်မနေလို့အားလဲအေးရဲ့ဥထိုးရဲ့အပရရဲ့ယူပြီးမှဟိုဆက်လိုက်ပါတယ်ဒီဖနာလေဒီကဘနော်ဖနာယူပါတယ်နောက်ပြီးဆိုခုနလေအေးတဲ့အပရတဲ့ယူရဟာကိုဝတ်စလာအခုကြတော့ဟိုလိုက်ပြီးသွားတော့မယ်ပါတယ်ခုတော့စလုံးနေပါပြီဒီလိုလက်တနေကိုမတရရပါတယ်ဒီလိုနဲ့ထွေးရပါမလို့ရရဲ့တက်တာပဲမဲ့မကောင်းတာတခုတော့အေးမခံနိုင်တဲ့သူတွေကြတော့လုံးဝမကောင်းပေါ်တော့ရဲအေးတာပေါ်တော့လုပ်ထင်မှာနေ့ရက်စင်နိုင်မှာခဏနိုင်မှာ breakfast ကြတယ်ကျွန်တော်စားတော့မနေ့ breakfast အတွက်ချစ်ဦးနဲ့ Nescafe ပဲစားပါတယ်ဒီနေ့ချီတွေကြတော့ခောက်ဆွဲနဲ့လက်ဖက်စားပါကျေးဇူးအပ်ပေးတဲ့လူရောက်စီတဲ့ကျိုးတင်ပါတယ် next video မှာဆက်လက်ပြပေးပါမယ်အားလုံး bye bye